င်္ဂလာပါရှင် OA Entertainment and Media မှကြိုဆိုပါရစေ OA Entertainment and Media မှတင်ဆက်ပြသနေသော Long Movie, Short Movie Clip, Funny Clip, Documentary တို့သည်ပရိသတ်တို့အတွက် free တင်ဆက်ပြသပေးနေတဲ့ YouTube Channel တစ်ခုဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျမတို့ OA Channel မှာတင်ဆက်ပြသနေသော movie များအားတကားလုံးကိုဖြစ်စေတစ်စိတ်တစ်ပိုင်းကိုဖြစ်စေကူးယူဖြန့်ချီရောင်းချခွင့်ပြုချက်မရှိဘဲ OTT Social Media Platform YouTube Facebook စသည်များပေါ်တွင်တင်ဆက်ပြသခြင်းတနည်းနည်းဖြင့်အကျိုးစီးပွားပြအောင်ဆောင်ရွက်ခြင်းများကိုလုံးဝမပြုလုပ်ပါရန်အလေးအနက်မေတ္တာရပ်ခံတားမြစ်အပ်ပါတယ်ထို့ကဲ့သို့ပြုလုပ်သူအားဆက်သွယ်ရေးဥပဒေအရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရဖြစ်စေတည်ဆဲဥပဒေများနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်းအသိပေးအပ်ပါတယ်အားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ် OA Entertainment and Media Channel ရှားရှိမောက်ရဲ့လဲပြီပေါ့ဒီကောင်ကြီးနေသမ်းမအောင်မင်းကကားစင်တင်ထားတယ်ဒီခံသူမနာတင်ထားတယ်အောင်မင်းလေဗုဒ္ဓဘာသာဝင်တယောက်ဖြစ်မယ်ထင်တယ်ဟုတ်သားအရှင်မင်းကြီးကျွန်တော်မျိုးဟာဘုရားဘာသာဝင်ဟုတ်မဟုတ်ကိုဘာတက်ပြီးထောက်ထားမှမပြနိုင်နေနဲ့ဟောဒီရပုံမှုကကျွန်တော်မျိုးကိုမတရားတက်ဖမ်းဆီးလာတာပါရှင်မင်းကြီးမာလာပါဗျာအရှင်မင်းရဲ့အထူးစုံစမ်းခိုင်းတာတဲ့ဒီမှာဆိုလို့ရှိရင်အရှင်မင်းရဲ့ရှေ့တော်ဘောက်ကိုရောက်ရှိလာတယ်ဟာဒီမောင်စိတ်ဓာတ်ဖြစ်ကြောင်းပါဗျာဒီလိုဆိုတော့ငါရှေ့တော်မှာရောက်နေတယ်ဒီအခံမောင်စိတ်ဓာတ်ငါကိုတော်မြတ်ကရဲမဲ့တွေကိုတော့မှတော်လန်ပုံကန်ရဲတဲ့ဆိုတော့ငါကိုတော်မြတ်လူချင်းနဲ့လမ်းခီးအတွက်ဒီလိုရမယ်သူရဲကောင်းတယောက်ဖြစ်နေပြီပေါ့ဝင်မင်းမာလာပါအထူးသိလျော်ကြောင်းပါဗျာငါကိုတော်မြတ်ရဲ့ဦးရည်ကောင်းခဲဆွဲကပ်နေတဲ့ဝေဒနာကိုကုသဖို့အတွက်လိုအပ်တဲ့ဆေးနှမျိုးကိုတွားယူဖို့အတွက်ဟောဒီကသူရဲကောင်းကြီးမောင်စိတ်ဓာတ်ကိုပဲချက်ချင်းပင်လွတ်ရလိမ့်မယ်ဝင်မာလာကြောင်းပါဗျာပြတ်လာကြောင်းပါဗျာအဲ့ဒီပစ္စည်းနှမျိုးကတော့ဒီကနေ3ယူဇနာကွာဝေးတဲ့အရာမှာရှိတဲ့ရေကန်ကြီးတွေကမြင်းဒီခဲနဲ့ကြာနီပန်းကိုအရယူခဲ့ပြီးတော့ဒီညနေမုံကငါကိုတော်မြတ်ရှင်းမောက်ကိုအရောက်ယူခဲ့တယ်ဗျမဆက်တနိုင်ပါကတေတံထိကြီးလေးတဲ့ပြည်တံကိုချမှတ်ခံရမယ်တစ်ချက်လို့မိတော့ဗျအမိန်တော်များတိုင်းပြည့်ထားသောအာနာစက်နဲ့ဆင်မပါဗျာလောက်ဝေးလာတဲ့ခီးကိုဘုံမချုပ်တဲ့ပြန်ရောက်အောင်မယ်ဆိုတော့ဒါမဖြစ်နိုင်တဲ့ကိစ္စပဲဒီပြင်ကိုကြီးစိတ်တော့တမန်တက်ခိုင်းလိုက်တာပဲကွာအကြီးရလည်းအိမ်ကပဲပြီးပတိစိတ်အတိတ်ထားမလို့ဒီစကားတော့တမပြောပြဘူးကိုကြီးစိတ်တယ်ဘာဖြစ်လဲစတာရဲ့ကိုကြီးစိတ်တော့စူးစမ်းပြီးသွားပါမယ်တကယ်လို့များကိုကြီးစိတ်ဓာတ်ပြန်မရောက်ခဲ့လို့ရှိရင်ရာဇယိုပြေဘက်ကိုကြီးစိတ်ဓာတ်ကိုသွားပြီလို့လားမဆတာမလိုက်ပါကွယ်ကိုကြီးစိတ်ဓာတ်လမ်းခီးမှာအနေကိန်းနိုင်မှုအရေးကြီးပါကိုကြီးစိတ်ဓာတ်မဆတာကြီးလေးအဆူလို့ပြင်လာတော့ကိုကြီးစိတ်ဓာတ်အနေကြောင်ယူပါတော့ကျေးဇူးများကြီးတင်ပါတယ်
ခီးရတဲ့အချိန်ကြီးသွားမှာပေါ့ကိုစိတ်ဓာတ်ခွင့်ပြုပါဦးအတူစားလည်းကြိုးကြောင်းမပြောအောင်သွားပြီနော်ဖြစ်နေအောင်ကြီးရဲဆိုင်နေအောင်ကြီးမဖြစ်နေနေရအောင်သွားမယ်ကွာအောင်ကြီးရအောင်ယူခဲ့ဟုတ်သားအောင်ကြီးလေအောင်ကြီးရတယ်စားလေးကိုစိတ်ချပြီးသွားရတယ်စိတ်ချပါမောင်ကြီးနေကြပါအဘအရှိပြူသွားပြီစေသွားခုလည်းမကျမလည်းမဟုတ်ဘူးသူစားအားမရပါနဲ့ကွာသူစားဘာပြလို့ရှိအကျိုးကြောင့်ပြောပြလိုက်အောင်နောက်ပြီးတော့မောင်ကြီးခီးမှတန်တယ်မဖြစ်အောင်လေသူစားဘာလို့ပြောပြရှိတယ်စိတ်ချပါပါရှင်စိတ်ချပါမပြောသူကတော့လိုက်ပါဝင်မင်းလဲငါကိုရမြတ်စိတ်နှလုံးချမ်းသာစေဖို့လိုက်လံဆောင်ရွက်ပေးနေရတာပြင်ပန်းလာပြီပေါ့ကွယ်မလာပါအရှင်မင်းစိတ်ချမ်းသာရဲ့အတွက်ကိုကျွန်တော်မျိုးကြီးအသက်နဲ့လဲပြီးဆောင်းရပါမယ်ခင်ဗျာအဲ့ဒီကိစ္စအတွက်ဝင်မင်းကိုငါကိုတော်မြတ်ကဘာနာတော်တိုက်တဲ့ကစုတော်လက်တော်ဝင်များရှင်းမြရအောင်မှာပေါ့ကွယ်ဝမ်းမြလာကြောင်းပါခင်ဗျာဝင်မင်းဒီရေတော်အောင်မြင်ရေးအတွက်မတ်သူသားလေးကိုရွှေနန်းတော်သို့ခေါ်ဆောင်ထားရင်ကောင်းပြီမလားကွမလာပါသူ့ယောက်ျားကိုပြန်လာမရှိတဲ့ခရီးကိုဆေလွတ်တဲ့အတွက်ကြောင့်သူ့ဇနီးကအရှင်မင်းကြီးသိမ့်ပိုက်ချင်းပြည့်မြလာကြောင်းပါခင်ဗျာဒါပေမဲ့ရာသားအိမ်ကြီးလည်းပြတ်မှဆိုးရတယ်ဝင်မင်းမလာပါတိုင်းသူပြည်သားကိုချီးမြှောက်ချေဟာရာဇအိမ်ကြီးမပြတ်ဘဲနဲ့မင်္ဂလာရှိကြောင်းပါဖေဟာတိုင်း
ဒါဆိုရင်အပြူတော်လေးတယောက်ကိုခေါ်ခေါ်မတ်တူကြလေးရွှေနှန်းတော်ရောက်ဖို့အတွက်အများဆုံးစီစဉ်ပြီးဝင်နေ အမိန်တော်ပြအတိုင်းပါခင်ဗျာဌာနီဝေသာလီတိုင်းဂျမယိုင်းနှင့်သူနိုင်မရအမ္ဘတေကရမဟိန္ဒာဒေါသယံမီမံပီစီ၍ဒီကြီးဌာနီကွဲကွာလေတော့မေအနာစိတ်စီးမမောင်လေးချစ်ဆွေမာလာဝမ်းကြီးယာရကြကြီးမိဂရတိရောတွေလူသာသာနာပါဠိကုဏိတိလူသီလဘာဝနာယောဇမယအမတန်တန်စီရာမြတ်ဗုဒ္ဓသင်္ကေတတန်ချီထားပေချစ်တဲ့လူကာလီပလင်းရဲ့နေမြရမေကျမပန်လာရာစီတောင်းကာလကျမဝဲနမတော်လေးသူစားဟောဒီနန်းတော်ကြီးမှာစံမရတာဥရုတပ္ပါယညတော်မူလေလားနမတော် မှန်လားကာယဒုက္ခပြည့်စုံသွားတယ် နမတော်လေးအတွက်ဟောဒီဝေသာလီပြည်ကြီးမှာနမတော်လေးဒိုရင်ဌာနအဝဝကိုပြည့်စုံနိုင်အောင်မောင်တော်ဖျားဖန်တီးပေးနိုင်တယ်ဆိုတာနမတော်လေးသိပါလား မှန်လားအတိဖြစ်ကြောင်းမပြော
ဒါဆိုရင်နမတော်လေးနဲ့မောင်တော်ဖရာစုလျားရစ်ပတ်လက်ထပ်ဖို့ရေးစဉ်းစားပြီးပြီပေါ့ဥစ္စာနမတော် မှန်လားပါဗျာနမတော်လေးကိုစကားတစ်ခုဆက်တည်ရန်အတွက်ပြီးတော်မူပါဗျာ ဂိုင်းစိတ်ကြိုက်သရောဦးတင်တယ်ဗျာ ယခုအခါနမတော်ရဲ့ဥပုသ်ဆောင်ရ9ရက်မပြည့်သေးတဲ့အတွက်9ရက်ပြည့်သောနေ့မှာမောင်တော်စိတ်တန်းကြစုဖျားရစ်တဲ့လက်ထပ်ထိမ်းများတော်မူပါလို့နမတော်တနာခံပါတယ်ဗျာ ငါကိုတော်မြတ်နှစ်သက်မြတ်နိုးတော်မူတဲ့နမတော်လေးဖြစ်တဲ့အတွက်ကြောင့်ငါကိုတော်မြတ်နမတော်လေးဆန္ဒပြီးဝအောင်ဖြည့်ဆည်းပေးရမှာပေါ့ကွာ ကျေးဇူးတင်ပါကြောင်းပါဗျာ ဟဲ့ငယ်ကျွန်တော်လောင်းဝဲဟောဒီနမတော်လေးသူစားဖို့နန်းတွင်အဆိုတော်ချော့တော်တွေနဲ့ချော်ပြေဖို့အတွက်အနောက်ဝင်ကိုစီစဉ်ခိုင်းသေးကွာ မှန်လားပါဗျာ ဒီကနောင်ကြီးကဟိုဒီရွာကလာခင်ဗျာ ဟုတ်ပါတယ်ဒီယောဂပါဟိုရောင်းရင်းကြည့်ရတာတနေ့တစ်ကြည့်ရလာတဲ့ပုံစံအဲ့တော့အခုဘယ်သွားမှလဲ ဟုတ်ပါတယ်နောင်ကြီးဟာဟိုးရှင်နာမှာရေကန်ကြီးတကန်ရှိတယ်ဆိုလို့အဲ့ဒီရေကန်ကြီးကကြာနေတဲ့ဘုန်းတော်ကိုချင်းလို့ကျုပ်လာခဲ့တာပါဗျာ အဲ့ဒီရေကန်ထဲကဘလူးကသူ့စီလာသမျှလူသားတွေကိုအကုန်လုံးစားပြစ်တာဗျာ မတတ်နိုင်ဘူးနောင်ကြီးဟာစားမှလာစားပြီးတော့ဗျာကျုပ်ကတော့ဒီကန်လေးကပန်းကြီးကိုယူလို့ဖို့မရဘူးဗျာဒီယူမအောင်ဖြစ်မှာကျုပ်ကိုခွင့်ပြုပါဦးဗျာကျေးဇူးတင်ပါတယ် ရွာသားတယောက်ကတော့ငါ့ကိုတတိပေးလိုက်တာလေငါဒီဘလူးရဲ့အန်တယ်ကိုဘယ်လိုလုပ်ရှောင်ရပါမလဲမတတ်နိုင်ဘူးလေငါရဲ့နာမဖျားရှိဖျားမအပါကိုယ်ွယ်ရမရှိတယ်ဒုဒ္ဒရဲ့ဝါဒအတိုင်းမေတ္တာတရားဟူတာငါအားကိုးရတော့မှာပဲမားရဟောဒီရေကန်ပိုင်တဲ့အတွင်းသက်စင်းတော်နဲ့လူသားတူပါစားကကြုံလို့မုတ်စိတ်ပြောင်းလဲနေလဲငါသာဖြစ်တော်မူရေကန်တွင်သက်စင်းတဲ့အချိန်ကြီးကိုရောင်တက်ပြီးစောင့်နေပုံမှာတော်ရောက်ပြီဘုရားမြတ်စွာဘုရားဖရာတပည့်တော်လူကလေးများကုသိုလ်ကောင်းမှုများပေါ့ဒီတော်ဒီတောင်မှာစောင့်ရှောက်ကုန်တဲ့ပုဂ္ဂိုလ်အားလုံးကိုဒီပြီးတော့အနေနဲ့အမျှပေးဖို့ပါတယ်ဗျာကြားကြသမျှအားလုံးကိုအမျှပေးပါတယ်အမျှယူတော်မူကြပါကုန်လို့သာဓုသာဓုသာဓုအသင်ဘလို့လဲအသင်ကဒီရေကန်ကိုစောင့်ကြတယ်အသင်ဘလို့မင်းလားဟုတ်ပါတယ်ဒါဆိုရင်ဒီရေကန်ကိုစက်သက်တဲ့မှန်တရားကိုအသင်ကစားလေးရှိတယ်ဆိုတာဟုတ်ပါလားဟုတ်ပါတယ်ဒီမှာ
တို့ပြင်မယ်တင်လူသားရဲ့အတ္တကိုအမြောက်ပေးတဲ့အတန်ကျွန်တော်ကြားရတယ်ပရဏပီတိဝါသီတိလို့ချမ်းမြေခြင်းကိုခံစားရပါတယ်ဒီတွေ့ကြောင့်တင်လူသားကိုကျွန်တော်စားလို့စိတ်ကုန်မှန်းမိပါတယ်မေတ္တာများလည်းပေါင်းမိပါတင်လူသားအတင်လူသားရဲ့ဘုဒ္ဓတိကျွန်တော်အားချမိပါတယ်ကျွန်တော်မြောက်ပြီးပါချက်တောင်းရပါတယ်တင်လူသားကဲဒီလိုဆိုရင်ဖြင့်ဟောဒီယာအတင်ဘလူးမင်းကိုကျွန်တော်ဗုဒ္ဓဓမ္မလက်ဆောင်ပေးမယ်ဟောဒီယာဗုဒ္ဓဆင်းလူတော်အတင်ဘလူးမင်းယူသေးစွာထိုင်ကြတော့ပါအတင်ဘလူးမင်းကျွန်တော်ရွတ်ဆိုမဲ့စကားငါးခုအတင်ဘလူးမင်းလိုက်ယူဆိုပါသူများအသက်သက်ချင်းမှရှောင်ခြင်းပါမည်သူသက်သက်ချင်းမှရှောင်ခြင်းပါသည်သူများပစ္စည်းခိုးယူခြင်းရှောင်ခြင်းပါမည်သူ့အဆောက်ကိုခိုးခြင်းမှရှောင်ခြင်းပါသည်သူများသားများပြစ်မှားခြင်းရှောင်ခြင်းပါမည်သူသားများကျွလွန်ခြင်းမှရှောင်ခြင်းပါသည်လိမ်လည်ပြောဆိုခြင်းရှောင်ခြင်းပါမည်လိမ်လည်ပြောခြင်းမှရှောင်ခြင်းပါအရက်တေစာတောက်စားခြင်းရှောင်ခြင်းပါတင်ရဲ့တောက်ချင်းမှာရှောင်ခြင်းပါအတင်ဘလူးမင်းဒီကံ၅ပါးကိုထိမ့်သိရင်အပယ်၄ပါးမကြောက်ဘူးတင်ဘလူးမင်းချမ်းသာပြည့်စုံတဲ့နိဗ္ဗာန်တကားဝါကိုတင်ဘလူးမင်းရောက်ရှိနေပြီကောင်းပါပါဒီတင်လူကကျွန်တော်လာရင်ကိစ္စအကြောင်းရတော့ဒီလိုရှိပါတယ်တင်ဘလူးမင်းအတွက်ကြောင့်ဒီရေကန်အတွင်းကမြင်းဒီခဲနဲ့ကြာနီပန်းကိုကျွန်တော်မယူမဖြစ်လို့လာယူရတာပါအတင်ဘလူးမင်းအတင်လူသားအတင်လူလားကိုယ်တိုင်ဒီကတည်းကဆင်းရမလို့ပါကျွန်တော်ကိုယ်တိုင်ယူပေးမည်တင်ဘလူးရဲ့ကျုပ်ဒီပစ္စည်းမလိုချင်တော့ပါဘူးဗျာဒါလည်းလို့ပဲဒီလိုပါတင်ဘလူးမင်းကျုပ်နေမွေးရင်ပြန်မရောက်နိုင်တော့ပဲတင်လူသားဒီကိစ္စတွေဘာမှမစိုးရိမ်ပါနဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဖို့ပါကိုတောင်စုလို့အရက်ပြမထိုင်ခနဲ့ပါတော့ပြောတယ်ဘူးဘာလို့ဗျမောမမချုပ်သေးပါဗျာဘာဖြစ်ပြောတကားကြီးလို့စောလီပဲရတာလေဟုတ်တယ်ငါဖွင့်လို့မရဘူးဗျကျုပ်မအရေးကြီးတော့ပါဗျာခင်ဗျားတို့မင်းကြီးရဲ့အမိန့်နဲ့ကြောက်လာတာပါအချိန်မျိုးတည်းဝင်ရမှာမလို့ပါဗျာတကားနဲ့တော့ဖွင့်ပေးသားမှာအမေရကျုပ်တို့တကားကိုပိတ်ထားတာဗျာဘယ်သူလာဖွင့်မပေးရဘူးဒုက္ခပဲဟောပြောတကားဘူးခင်ဗျားတို့မင်းကြီးရဲ့ကိုရေးကိုတာကိစ္စတော့သိရေးကြီးတော့ပါဗျာအမြန်ဆုံးတကားဖွင့်ပေးသားမှာဗျာအမြန်ဆုံးဖွင့်ပေးသားမှာဟုတ်ဟာကိုကြီးကိုရာပြောမနေနဲ့ခင်ဗျားအရေးကြီးနေမျက်မှတ်လား
ဒီမျိုးဖြစ်မိုးချိုရင်ငါဘယ်ကိုသွားမလဲဒီနားမှာတုတ်တန်မရှိတုတ်တန်အော်ဟုတ်ပြီထွေးလေးအသက်မသေးသေးရင်ငါတွေ့အကူကြီးတော့ရမှာပဲငါသွားမယ်ထွေးလေးအပြည့်ဆိုးလိုက်တာဗျာကျွန်တော်ရဲ့ရင်ထဲမှာမချိလိုက်တာထွေးလေးကျွန်တော်တိတ်ကိုခံစားပါတယ်ထွေးလေးဘယ်လိုဖြစ်ရလဲထွေးလေးအော်မောင်စိတ်တာပါလားအင်းကိုယ်ထွေးလေးရဲ့အတိတ်ဘဝကောင်းမှုတွေကြောင့်ဝေဒနာဆိုးတွေရတော့ပြင်းထန်တဲ့မပြင်းထန်ဘူးပေါ့မောင်စိတ်တာရဲ့ဒီနေ့ကြမှာပဲတောင်းဆန်းတွေမကွယ်ခင်ညူတကားတွေပေးတော့မောင်စိတ်တာဝင်လို့မရတော့ဘူးမဟုတ်လားဒီဘရင်အမတက်ကလာအကျင့်ဆိုးတွေဘယ်ချိန်မှနေဝင်မလဲနော်ကျွန်တော်ဒီနေ့တောင်းဆိုလေးမပြောချင်ပါနေပြီးတော့ပြန်ရောက်တယ်ဆိုတာဒီနောက်တစ်ဝက်မှာဘယ်သူမှတက်တည်ထူကြမရှိတာလေထွေးလေးကိုတက်တည်ထူရတာထွေးလေးဟောဒီတော့ကမှညဘက်အဆောင်ချထားတဲ့မင်းချင်းတယောက်ကထွေးလေးကိုတနာတာငန်းရဲ့အကြောင်းလေးပြောပြလို့ထွေးလေးအကြောင်းမှမသိဘူးကြီးမောင်စိတ်တာရဲ့ဒါရင်ပဲထွေးလေးကတေလူတရားခံဆိုတော့တက်တယ်ထူဖို့ဖြစ်နေမှာမဟုတ်ဘူးမောင်စိတ်တာရဲ့မောင်စိတ်တာဒီတော့စိတ်မကူပါနဲ့ကွယ်တက်တယ်ရရှိနိုင်မှုထွေးလေးဆောက်ရပေးပါမယ်ဘဝစားခုံးတက်ခံလိုက်ရတယ်ထွေးလေးရတူမင်းကြီးမောင်သားကရတမင်းမြန်ကြီးပိုက်ဆိုင်နဲ့နှစ်သားဖြစ်နေပြီမောင်စိတ်တာရဲ့မောင်သားကရနမင်းမြန်ကြီးပိုက်ဆိုင်ပါဟုတ်လားထွေးလေးဘာလို့လဲထွေးလေးကဘယ်လိုလုပ်သိတာလဲထွေးလေးသူကထွေးလေးရဲ့ဝေဒနာတွေမြစ်တာစီတက်ပြီးတော့ညတိုင်းမှာပဲကွယ်အဲ့ဒါကြောင့်လေထွေးလေးရဲ့ဝေဒနာခုထိအောင်တတနေရတာပေါ့ဒါဆိုရင်ထွေးလေးကနောက်ထပ်တစ်ယောက်ကိုတက်ထိထူပေးမယ်ဆိုတာမောင်လာကြရအောင်လားဟုတ်တယ်မောင်စိတ်တာဒီညာလည်းပဲထွေးလေးရဲ့ဝေဒနာမြစ်တာရင်ကိုလုံပြီးသူရောက်တာလေအောင်ဒီတော့မနစ်ဘင်းရှိတော့မှတက်သေးထူပြီးထွေးလေးသူ့ပြောလိုက်ပါမယ်သစ္စာတရားဆိုတာတကူကြီးမှချက်မြတ်သူရှာလာပါလေမောင်စိတ်တာရဲ့ဒီတော့ဘာမှအားမငယ်ပါနဲ့တချင်ရှုခံထားရတယ်တေလူဖြစ်လေထွေးလေးသူ့မငါကောင်ပါလောကဓာတ်ကိုကြံ့ကြံ့ခံရင်ဆိုင်ဖို့ငါဘာပြေစကားပြောနေပါလားငါယောက်ျားပဲငါရဲ့လုံးလာဝရိယသစ္စာတရားကိုမနိုင်ထားဘူးငါကြိုးစားတယ်ငါတိုက်ပွဲဝင်ကဲမောင်စိတ်တာမနေ့ကဆိုရင်ထွေးလေးတရှင်ရှုခံရတာ9ရက်မြောက်တဲ့နေ့ပဲမနေ့ကဘုရင်ကိုယ်တိုင်ထွေးလေးကိုလာရောက်စစ်ဆေးလိုက်ဦးအဲ့ဒီကြတော့ထွေးလေးကိုယ်တိုင်မှတက်ပြေထူပေးမယ်မောင်စိတ်တာတမကနာတပေါ်ဒုက္ခလူကများနဲ့ဝိုင်းဝန်းညီညာဆောင်ရွက်ခြင်းသည်ချမ်းသာဒုက္ခကိုရရှိနိုင်ပြီဖြစ်တယ်
ကိုင်မောင်စိတ်တာဒီရတော့အဲ့ဒီတုတ်တန်စီရမှာပဲဖះရှိခိုးပြီးအဲ့လိုက်တော့ Yeah.
ထေးမင်းတို့ကိုယ်ွယ်တဲ့ဗုဒ္ဓဘုရားကကိုနဲ့တိုင်နိုင်ရှင်ရှုထားတာတော့မှခုထိလာမခဲ့သေးဘူးလားရှင်မင်းကြီးကျွန်တော်မျိုးအရှင်မင်းကြီးခိုင်းဆိုတဲ့အတိုင်းယင်းဒီကဲနဲ့ကြာနီပန်းကိုကျွန်တော်မျိုးတင်ဆောင်ခဲ့ပြီးပါအရှင်မင်းကြီးရဲ့ဂရုတိုင်းကျွန်တော်မျိုးရဲ့တရားကိုကျွန်တော်မျိုးလက်ထက်ပြန်အပ်ပါတောင်းဆိုဘလို့မောင်မင်းပါလားငါကိုတော်မြတ်မောင်မင်းကိုအမိန့်တော်ချမှတ်ခဲ့စဉ်ကဟောဒီပစ္စည်းများနဲ့အတူငါကိုတော်မြတ်ရဲ့လက်ဝဲသူတောင်းသွဲနေမပွဲခွင်အရောက်ဆက်သားရမယ်လို့အမိန့်ကြားတော်မူထားရဲ့သားနဲ့ခုနာနဲ့မိုးတော့၄ရောက်မှလာရောက်ဆက်သားတယ်ဆိုတော့မောင်မင်းအပြစ်ဒဏ်နဲ့ထိုက်တန်နေပြီမဟုတ်လားရှင်မင်းကြီးမနေ့ကကျွန်တော်မျိုးတောင်းသွဲနေမပွဲချိန်မှာလူတကားဝါကိုအချိန်မီရောက်လျက်နေလူတကားများတကားပြလိုက်ပြီကျွန်တော်မျိုးလို့မရပါဘူးရှင်မင်းကြီးဒါပေမဲ့ရှင်မင်းကြီးကျွန်တော်မျိုးပါတက်တည်ပြရရှိပါတယ်ရှင်မင်းကြီးကဲဘသူ့ကိုတက်တည်ပြမှာလဲရှင်မင်းကြီးကျွန်တော်မျိုးအနေနဲ့ပထမအဆုံးတက်တည်ပြနိုင်တာကတော့ဟောဒီလဝါကတိုင်မှာအသက်မတည်သေးတဲ့တထီလေးသွန်းတာပါလေမောင်မင်းပြလိုက်တဲ့တက်တည်ကလည်းမောင်မင်းတို့ဗုဒ္ဓဘာသာဝင်ချင်းချင်းဆွေနီးမျိုးဆက်တွေပဲမဟုတ်လားငါမယုံရင်ငါဖေကိုမေးကြည့်ဆိုတဲ့စကားနဲ့တူနေပါရောလားမောင်မင်းဘာမှတရားမဝင်တဲ့တက်တည်ဘာမှထောက်ထားမရှိတဲ့တက်တည်ကိုငါကိုယ်တော်မြတ်လုံးဝလက်မခံနိုင်ဘူးမောင်မင်းတို့တူကြီးဆွေမျိုးတွေစီဝါရိုက်ပြီးတော့လိန်ညာလျှောက်တင်တဲ့စကားကိုငါကိုယ်တော်မြတ်ညှင်းပယ်တယ်မောင်မင်းအရှင်မင်းကြီးမယုံလို့ရှိရင်ကျွန်တော်မျိုးမှာနောက်ထပ်တက်တည်ပြစရာတအူရှိပါသေးတယ်ကဲဘလောက်ထိတက်တည်ပြနိုင်မှာလဲပြသမ်းမောင်မင်းကျွန်တော်မျိုးမှာတက်တည်ပြစရာငါသားတအူရှိပါသေးတယ်အဲ့ဒီငါသားကိုအခုပြန်ခေါ်ပြီးတက်တည်ထုနိုင်ပါလေရှင်မင်းကြီးလာပြန်ပြီတက်တည်ကနှက်သားတဲ့တက်တည်ကနှက်သားတဲ့လားယင်ကဲမောင်မင်းရဲ့နှက်သားဆိုတဲ့တက်တည်ကိုငါကိုယ်တော်မြတ်ကိုခေါ်ပြစမ်းပါဦးကွယ်ကြည့်ရတာပေါ့ဒါလည်းမဟုတ်ရင်တော့မောင်မင်းအတွက်ကြီးလေးတဲ့အဖြစ်ကိုခံစားရပြီးသားမှတ်ပြီကြီးလာတယ်အမြင့်မြန်ကြီးပိုင်ရှင်အတင်လာတာကျွန်ုပ်ဒီမနေ့ကနေမငယ်အချိန်ကြီးရောက်ရှိတယ်ဆိုတဲ့အကြောင်းကိုအတင်ထပ်သားနေနဲ့တတိထူကိုကြွမြန်းတော်မူပါအတင်လာတာအိုးအတင်အမတက္ကရာမင်းကျွန်ုပ်ဒီအတင်မင်းကြီးထံတက်သေးတယ်အဖြစ်လာရောက်ထွက်ဆိုဖို့အတင်ရှိပါသည်သို့ပါတော့ညာကျွန်ုပ်ဒီအဝတ်မပါသည်နတ်သားဖြစ်ပါသည်သင်မင်းကြီးရှင်းမောင်ကိုလာရမသိတော့ပါသူဖြစ်ပါ၍ကျွန်ုပ်အားတစုံတခုကူညီမှဖြစ်တော်မူအိုးတန်ရှင်နတ်သားအမောင်နတ်သားကတက်တည်ထူနေဆိုတော့ကျွန်ုပ်စိတ်ဝင်စားလျက်ရှိပါတယ်ကျွန်ုပ်ဘယ်သို့ကူညီရမယ်သာပြောပါဒီဝေဒလီပြည်အနိကပိနိစ္စနာအရ၌တည်င်းသုံးနေတော်မူသောသစ္စာနာမဟူ၍အမည်ထင်ရှားတဲ့ကပိတကအရှင်သူမြတ်တပါးရှိ၏ထိုအရှင်သူမြတ်ကပိတကထံသင်္ကန်းလျာပစိုးရှိထဲလူတန်း၍အမြဖေးဝေပါကကျွန်ုပ်အားအသိမင်းကြီးနဝတ္တဇာနဲ့တကွာမြင်ရပါလိမ့်မည်ဟဲ့ဝင်မင်းဖေရတန်ရှင်နတ်သားပြောတဲ့အတိုင်းအမြန်ဆောင်ရွက်ပြီးတော့ချက်ချင်းမြင်ပြန်လာသေးဗျာအမိန်တော်မြတ်တိုက်ပါဖေဟာ
ဆရာကဒီမှာလာခဲ့တာအောက်မှာထိုင်ပါနဲ့ပလင်ပေါ်မှာပဲထိုင်ပါထားတော့တာပေါ့လေခြေလမ်းတော်တွေမှာဆိုတော့ခြေလမ်းတော်တွေထုံးတဲ့ကျင့်သုံးရမှာပေါ့သူစားရဲ့သဘောတိုင်းပါပဲပလင်ပေါ်မှာပဲထိုင်ပါသူစားကိုဘာအကူအညီပေးအောင်လဲလို့ပါဒီလိုရှိပါရဲ့အမဒီနေ့ဟာသူစားရဲ့ထွေတုတ်တန်မှာတစည်းချိုးခံတာ9ရက်လောက်တည်းနေလေဖြစ်တယ်သူစားရဲ့ထွေလေးတေသလားရှင်လားသူစားမသိရအောင်သူစားအရန်သိကျင်တယ်တုတ်တန်ကိုတွားကြည့်ဖို့အတွက်သူစားနဲ့အမတို့ခေါ်လိုက်ခဲ့ပြပါလားဟောဒီအတွက်လိုက်ဖို့ပေးချင်ပါတယ်တထေးလေးကိုသူ့မနာဆိုတာလေအမတော်တို့နဲ့အိမ်နာနေချင်းမှုပိုးပြီးသွားချင်ပါတယ်ဒါပေမဲ့မင်းပြင်းမင်းတန်တင့်မှကြောက်လို့ပါဒီအတွက်တော့ဘာမှမပူနဲ့မှာဘရင်ထီးပြားကြီးကသူစားနဲ့ပတ်သက်ပြီးဘု သူ့ကိုမှအရေးမယူစေရဘူးလို့ဟိုသူစားတောင်းယူပါတယ်ကျေးဇူးခုပဲသွားကြဆောင်ပါသွားကြရအောင်ပါတန်ရှင်နတ်သားဆိုတဲ့ပုဂ္ဂိုလ်အတင်ညွန်ပြတဲ့အရှင်သူမြတ်ထံကိုတင်ငန်းလျာမဆိုးရှစ်ထဲကိုတူရန်ပြီးပါပြီဒီကုသိုလ်ကောင်းမှုအတွက်အတင်နတ်သားအားအမြတ်ပေးဝေပါတယ်အမြအရှင်မင်းကြီးမောင်စိတ်တာအရှင်မင်းကြီးလိုချင်သောပစ္စည်းအားနေမဝင်ခင်အချိန်ဆောလွှဲသာရောက်ရှိခဲ့ပါသို့တော်ညာလေမြို့အတွင်းကိုဝင်ဖို့အရေးကိုဆောလွှဲသာတကားပိတ်ထားသည့်အတွက်မောင်စိတ်တာအချိန်မီမရောက်ရှိခဲ့ခြင်းသာဖြစ်ပါဤအရေးကိုကျုပ်နဲ့သားကိုယ်တိုင်တွေ့မြင်ခဲ့ရတာအရှင်မင်းကြီးဘလို့ညှင်းနိုင်အောင်မလို့ကဲအားလုံးကတက်တည်ထူကြလို့နေမဝင်ခင်ပြောင်းတဲ့ကိစ္စကိုငါကိုတော်မြတ်ယုံကြည်လက်ခံလိုက်ပါတို့ပဲမဲ့ဟောဒီမြင်ဒီခဲနဲ့ကြာဒီပါဟာငါကိုတော်စေခန်းလိုက်တော့ဝေတာလီပြည်ရဲ့မြောက်စူးစူး30ဇနာအကွာပါရှိတဲ့ရိုင်ကြီးတွင်းကပြည်ဟုတ်တယ်ဆိုတာငါဘယ်တော့ယုံကြည်ရမှာလဲဒီကိစ္စအတွက်တက်တည်အထောက်ထားပြနိုင်အောင်ကျွန်တော်မျိုးယခုကြိုးစားပါကျွန်တော်မျိုးတက်တည်ပြနိုင်မှာကမင်းမာတက်စာလူမာဂတိဆိုတဲ့အတိုင်းအရှင်မင်းကြီးစကားတည်ပါစေဒီကိစ္စကိုတက်တည်ထောက်ထားမပြနိုင်ပါကလိန်လေတန်တော်ဦးတင်မှုနဲ့မောင်မင်းကိုတေရန်ပြပြရလိမ့်မယ်မောင်မင်းကဲဒီတစ်ခါဘလုံးမပြနိုင်မှာမဟုတ်တဲ့တက်တည်ကိုမောင်မင်းရခွင့်ပြပါတော့အိုးအတင်ရေကန်ဆောက်မလုပ်မင်းအတင်ရဲ့ကူညီမှုကြောင့်ကျွန်ုပ်ဝေသားလီပြည်ကိုနေမဝင်ခင်အချိန်မီပြန်ရောက်ပါတယ်အတင်ပေးလိုက်တဲ့ပစ္စည်းများကိုဟောဒီကအရှင်မင်းကြီးကအတုရောင်ဆောင်များလို့ကျွန်ုပ်ကိုဆွဆွဲပြောဆိုနေပါတယ်အတင်ရဲ့အကူအညီကိုကျွန်ုပ်အလိုရှိနေပါတယ်ကျွန်ုပ်ထံအတင်အခုပင်လာရောက်ပြီးပါ
တင်မင်းကြီးကျွန်ုပ်ဒီကံတော့နာဘယ်လိုဖြစ်ပါလဲအတင်လူသားဒီမနေ့ကကျွန်ုပ်ထံရောက်ရှိလာပါကြံဒီပန်းနဲ့နေနီကလေးကိုကျွန်ုပ်ကိုယ်တိုင်ပြည့်ချင်းဖြစ်ပါသည်အတင်လူသားကိုနေမငွေရောက်ကံမတိတကူပြည်ကျွန်ုပ်ကိုယ်တိုင်ပို့တာချင်းဖြစ်ပါတယ်တင်မင်းကြီးဒီတဲ့ငယ်ကိုဘလို့မှနီးမျိုးနဲ့အပြစ်ရှာလို့မရတော့ပါလားမြတ်စွာဘုရားထံတစ္ဆာဆိုခွင့်ပြုပါသူစားတစ္ဆာဆိုပြရတယ်ကောင်းပါပြီသူစားရှင်ဗုဒ္ဓမြတ်စွာဘုရားဘုရားတပည့်တော်မှာဒီမှန်ကန်သောတစ္ဆာစကားဆိုပါလေဘုရားတပည့်တော်မှာဘုရားတပည့်တော်မှာခင်မွန်းတယ်ယောက်ျားအပေါ်ယနေ့ထိကာယကံဝစီကံမနောကံတို့ဖြင့်ပြမကျွန်းခြင်းမရှိရတစ္ဆာဖြင့်ဆောက်တင်ခဲ့ပါ၏ဖေ။ထိုမှတကဝဘုရားတပည့်တော်မှာယရနာမြတ်၃ပါးနဲ့တူအနန္တောအနန္တ၅ပါးယုံကြည်စွာကိုးကွယ်ခဲ့ပါ။ထို့အပြင်၅ပါးသောသီလကိုခါဝိပစုကဲ့သို့မြဲပြီးအခါအားလျော်စွာနဝင်းကသီလမြတ်သောသီလတော်မြတ်တို့အစဉ်ဆောက်တင်လျက်ရှိပါ၏ဖေ။အိမ်မှန်ကန်သောတစ္ဆာစကားတို့ကြောင့်ယခုမြင်တွေ့နေရသောထွေလီဥပမနာတရှင်ရှုခြင်းဝေဒနာတို့ပင်ကြားရွက်ပေါ်ခြင်းမတင်ခဲ့သူပေရှာဖားပြောက်ပါစေဘုရားတပည့်တော်မှာခင်မွန်းတယ်သွားလျာလာလျာအကျက်မှာဘေးရန်ရဲ့ဒုက္ခပေါင်းကင်းဝေးပါသည်ဖေဟာဝေသာလီဒီတွန်းနိုင်အတုလန်အတုမရှိသောဗုဒ္ဓဝါဒမှိုင်မဲစွာဖြင့်မောင်ချခဲမိလေဗုဒ္ဓဘာသာဝင်သူတော်ကောင်းများကိုလည်းရက်ဆက်စွာတပ်ဖြတ်နှိပ်စက်နေခဲ့လေငါကြီးစွာမာခဲ့လေစွာယခုတော့ကံကိုင်းကျိုးကိုငါမျက်မှောက်မြင်ရလေယနေ့မှစပြီးငါသည်မကောင်းသောအမှုဟုတည်းဘာကူမှပြုတော့သည်ကောင်းမှုကုသိုလ်များကိုသာပွားများစေပါမူကြီးမကြီးများနဲ့ဘုံမှုဘိုဘရဲမဲ့စစ်တီပေါင်းတို့ဗျာဟေးအာကိုတော်မြတ်ပိုင်ဆိုင်သောဒီဝေသာလီကြီးကယနေ့မှစပြီးဗုဒ္ဓဘာသာနိုင်ငံဖြစ်သတ်မှတ်စီဗျာမှန်ပါ